Hi everyone, welcome back to the channel. So this video တော့ episode 3ပေါ့နော်အခုကျွန်တော်ဒီ episode မှာဆိုကျွန်တော်နိုင်ငံနဲ့ဒီ bacteria တွေနဲ့သူတို့စစ်ကြင်ညာထားတာပေါ့ဆိုတော့ကျွန်တော် Viking နဲ့မြေဆိုတော့ကျွန်တော်တစ်ချက်ပင်လယ်ကနေပြီးတော့အင်္ဂလန်ဘက်ကိုတစ်ချက်ပြန်သွားရတယ်ဗျာအဲ့ဒါမှသူတို့ဟိုတွေသိလို့ရပါလေဆိုတော့အခုကျွန်တော်တို့ပင်လယ်မှာပဲသူတို့ပဲ Infire ဖွဲ့နဲ့တွေ့သေးတယ်ဒါဒီမှာစစ်ပွဲခဏဖြစ်သေးတယ်ပေါ့နော်ဒါမဲ့သူတို့ပဲတက်တာနဲ့ကျွန်တော်ပဲတက်တာအသိမကွာဘူးဆိုတော့ကျွန်တော်ပဲတော့နည်းနည်းပိုတယ်ဒါမဲ့သူပဲလေများပေါ့လေးစီအောင်ဆိုတော့မှာတော်တော်လေးကြမ်းမှာဆိုဒီတိုက်ပွဲလဲတော်တော်လေးရမြအမြတ်တော့တစ်ချက်ကြည့်မယ်ဘယ်လိုကြမ်းမလဲဆိုတော့ကျွန်တော်ဒီမှာလေချင်းချေရမနေ့ချေရအကောင်တွေပဲပြန်ပြီးတော့ဖြတ်ချနေရဆိုတော့ကျွန်တော်လေဒီမှာချေလိုက်တွေ့မလားဆိုတော့ကျွန်တော်စပြင်းပြီတချောင်းမှမကြည့်ဘူးနော်ပြည့်အထီးပြီသူဟဲ့ရ share ပဲတစ်ချက်ခိုးနေသူဟဲ့နဲ့ခိုးရည်အားရလို့မရှိကြည့် heavy ချက်ခုံးဒါမှကောင်ရနည်းနည်းလေးဆိုတော့ကြာတော့ကြာကြည့်တော့တစ်ချက်ဆိုပျောက်ပဲဒါပေမဲ့ဒီသူဟဲ့ရမြင်းစီးနေချအသိမကောင်းက rate ဆိုရဆိုလေဒါကြမကြည့်ဘူးဆိုတော့ကျွန်တော်နောက်ပိုင်းကျရင်မွန်ဂိုတွေဘက်ကိုသွားပြီးတော့ဟိုသွားရှောင်းလန်ရှိရဒီကောင်တော့ဒီလမ်းလျှောက်ချရတော့မဆိုးပါဒါပေမဲ့မြင်းမောင်နေခုံတော့လုံးဝမသိလုံးမသိတော့မဟုတ်သေးသေးဒါမှမလွယ်ပေါ့ဒီအဲလာတော့ဒီကောင်လေးဖြစ်နေပြီရေဟောကပြုတ်ချသွားရေဒီကောင်ဖြတ်ချတွေ့မလားသူတို့လေမတက်စေချင်လို့ဖြတ်ချအဲကျွန်တော်ပြန်ချက်ရော့ဒီကောင်လေးရောက်လာသေးဘူးကြာဒီမှာကျွန်တော်ဒီကောင်လေးခိုးလိုက်အကုန်လုံးဟောပြုတ်ချသွားခိုးလေးနှုံးနေအော် shit ဒီကောင်လေးဒီကောင်ကြံသေးတယ်ဟိုမှာတစ်ဖွဲ့လူလေးသမားကြံတယ်ဟိုဘက်လေပြုတ်ဟိုဘက်လေမြုပ်သွားဝမ်းဟဲ့ပဲဟိုပြန်တက်လာကြီးပြုတ်ကြောက်လာဆိုတော့နိုင်ပါပြီတဲ့တော့ကျွန်တော်ပဲဆုံးရှုံးတိတ်မရှိပါဘူးတရားလောက်ပဲကြားတယ်ကျွန်တော်ဖင်ရိုက်ဒီလေရခုတ်လိုက်ရတွေ့လေရတွေ့ရောอ่ะတန်ဘောပြက်ခါနေဖြစ်သွားလားမသိမဆိုးပါဘူးပစ္စည်းတော့ရပါမဆိုး2000ကျော်ပါတော့ဆိုရင်တော့တန်တယ်ဒီဘက်တော့ဆိုတော့ကျွန်တော်တို့ဆက်သွားကြမယ်တခြားကျွန်တော်တို့ဘက်တရီနဲ့မြေဆက်သွားကြမယ်ပါကျွန်တော်ရောက်ချင်းဒီမှာရွာတွေ like rate ဘာနော်ဘယ်ဆမ်းမရှိဘူးဆိုတော့ rate တယ်ဒီမှာ rate နဲ့ဟိုကောင်းလာချောင်းနေတိုက်ချင်လားပါလားပဲအဲ့ဒါကျွန်တော်ကောင်းတော့လိုက်သွားရောဟိုပြေးတယ်ဗျာတော်ကိုပဲအညာတော့ရောက်သွားခါပြေးဖရန်ဒါတဲ့ချက်ကြည့်အောင်ကဘယ်လဲလဲကိုလိုကလန်ပေါ့
အနေဒီကောင်နဲ့ကျွန်တော်တပွဲဖြစ်နေဒီဘက်နိုင်ပါဘူးသူဘက်က59ရောက်ဆိုကျွန်တော်ဘက်က80ကျော်ဆိုတာတာလေးပါပဲဒါတပွဲညဘက်ဖြစ်နေဆိုကျွန်တော်ဟိုလေးတစ်ချက်ပြောင်းလိုက်တယ်လမ်းရောက်တစ်ချက်တင်လိုက်တယ်ဒီမှာ information တစ်ချက်ချလိုက်တယ်ဒီလောက်ထိတင်မှရဟုတ်ပြီဒါသိမမြင်ရတယ် Forward! Troops! Move! ဆိုတော့သူတို့ဘက်က Move! သူတို့လည်းဆိုသူတို့ဘက်ကဟိုဟာတိုက်စင်မဖွဲ့လို့ဆိုတော့ကျွန်တော်ပဲတက်သွားလိုက်ရတယ်မှာနည်းနည်းကြာသွားရမှာချိတ်တက်ပွဲချိတ်နေတယ်သူတို့ဘက်ကလည်းမတက်လာဘူးဆိုတော့လည်းကျွန်တော်တိုက်ပွဲ information ချနည်းနည်းမြန်နည်းနဲ့ကြော်လိုက်ပဲတကယ်တိုက်ပွဲရောက်မှာပဲပြင်မလားဒီနေ့ပုံစံချနေရပြင်းစေဆိုစပါပြီဒီမှာစပါပြီဆိုတော့လေးကိုနီးသွားရအောင်သူတို့ဘက်ကတော့ဒီမှာကျွန်တော် archer တွေကိုဒီနားမှာကတ်လိုက်တယ်ပြီးတော့ဒီကျွန်တော် infantry တက်ကိုဒီဟဲ့သူတို့နီးလေးသွားစေရအောင်ဆိုတော့ကောင်တွေကပြေးလို့ရမယ်ဒါပေမဲ့ဆိုတော့အကောင်တွေကတောင်ကြားမှာလည်းမသိလို့ကတ်နေဒီမှာဒီတောင်ကြားမှာကတ်နေအဲ့ဒါကျွန်တော်ဒီဘက်တောင်ပေါ်ကိုတိုက်ခိုင်းနေ archer တွေဒီပေါ်မှာတောင်တွေ့မလားတောင်ကြားမှာကတ်နေဆိုတော့ဒီဘက်ကနေညာဘက်နေပြေးရင်မထူးလေအဲ့ဒီဘက်က infantry ကိုသူတို့မြင်းချင်းချခိုင်းလိုက်တယ်သူတို့ event လုံးခိုင်းလိုက်တယ်ကျွန်တော်တို့ infantry တက်ကိုဆိုတော့ကျွန်တော် archer ရဲ့ event ဒီ Viking တက်ဒီ infantry ရဲ့ share ကောင်းလာကြ share ကိုကောင်းတယ်သူတို့ shield ကားပုံစံပါညာဒီ Viking မှာ infantry တက်တော့ကောင်းတယ်ဒီ battery မှာတော့ archer တွေက sound ကောင်းတယ်တပတ်ဆက်တပတ်ဒီသူတို့ archer တွေကကောင်းဆိုဒီ in game မှာကျွန်တော်နှစ်ချောင်းတိတ်သွားတယ်ဒါဆမ်းမနှိုက်ကြည့်ရထိမလားရှီးအောင်ကွဲသွားကျွန်တော်ကောင်းလိုက်ဘယ်လိုထိပြည့်လဲဆိုရင်ဒီအချောင်မြကျွန်တော် infantry တွေမခံနိုင်ဘူးဒီကြာရှီးရပြုတ်ရကျွန်တော်လည်းဟို battery ရဲ့ခေါ်တာနဲတာမဟုတ်ဘူးကျွန်တော်အခု battery ရဲ့လိုက်စုနေအားချရပြီး infantry ရော Viking လေး Viking ရောလုံးဝ share ပဲဒီတက်မှာဆိုရင်တော့ဒီအားချမှာဆိုဟိုကောင်းတယ် battery ရဲ့ကောင်းတယ်ကျွန်တော်ပြီး cavalry မြစ်တက်ကတော့မြစ်တက်ဟို400လို့200လို့ကန်ကောင်းရတော့ဟိုလေးကောင်းတယ်battery ရလာပါတော့အင်္ဂလန်လို့ပါလို့တွက်infantry archer ဆိုရင်တော့ဆက်စခံဟိုမွန်ဂိုလို့ကောင်းတယ်ဒီဘက်မှာတော့များများရှိပါရဲ့မြင်းတန်းနဲ့ဒူးလေးမြင်းနဲ့ဒူးလေးနဲ့ပြည့်တဲ့ကောင်လေးတော့ share ပဲကျွန်တော်ခိုးရလိုက်တော့ချရှီးဖြိုးလို့ရကြီးချင်းအိုးရှီအချာဆိုကောင်းတယ် battery ရ fan ဆိုတော့အဲ့ကောင် tier 4လား5လားမသိဆိုတော့ဒီတဲ့ပွဲလဲ easy win ပဲနေပါပြီကျွန်တော်ဘာနာပုံစံပြောင်းရှင်ပြကျွန်တော်စားတော့အင်္ဂလန်ဘက်ကနေတိုက်နေတယ်ကျွန်တော်ချက်သေးပုံစံပြောင်းတာနောက်ပုံစံတစ်ချက်ပြန်ကြည့်လိုက်အောင်ဘာပြောင်းရင်ကောင်းမလဲဆိုတော့ခုနကတိုက်ပွဲမှာကျွန်တော်လူတွေနည်းနည်းရော့သွားဆိုတော့ကျွန်တော်လူတွေထက်စုမယ်ဆိုရွာတယ်တစ်ချက်လိုက်ကြည့်တယ်ဒီမှာကျွန်တော်ဟိုခေါ်လာတော့စပြီးတော့ခေါ်လို့ရပြီပေါ့နော်သိမလားလော့တွေကိုခေါ်ပြီးတော့မြို့ရပါညာသေးတဲ့ဟာသူဒီမှာဖွင့်ပေးလိုက်ပြီဘာလို့ဆိုတော့ကျွန်တော် online နဲ့တက်လာဆိုတော့ infrared ပေါ့ဒီမှာ infrared တော့အဲ့ဒါကျွန်တော်ရွာတွေတစ်ချက်လိုက်ကြည့်သေးတယ်ဘာလူရရမလဲဆိုတော့ဒီဘက်ကတော့ infire ပုံစံတက်သားပဲပေါ့ဒီမှာတိတ်မရှိဘူးဗျာဒီ military တက်သားတိတ်မရှိဘူးဒါနဲ့ကျွန်တော် bacteria ကိုတော့ကြည့်တယ်
ဒီမှာကျွန်တော်ပြောရလေအာချာဘက်ထရီမှာ the best လို့အဲ့ဒီ tier 2ပဲယူလာလိုက် tier 3တွေကမရသေးဘူးဆိုတော့အာချာလေးဆိုတော့သူတက်လာမှာပါ level ကတော့ကျွန်တော်မြဲဟိုဖြစ်နေဆိုတော့ဒီမှာ grade ဈေးပေါ်နေဝယ်လာလိုက်တယ်နဲတော့ပေါ့စားသမီးတို့ကဒီမှာတော့ဝဲရှိရယ်ဒီစိမ်းအောင်ဆိုဈေးကျနေလို့ပြောရကျွန်တော်ဟိုဟာ trailer ကတင်လာဆိုတော့သိနေဒီမှာဝယ်လာတယ်ပြီးတော့နောက်တစ်ရက်ထပ်သွားတယ်ဒီမှာရောတော့ရတွေ့မချတော့အသေးဘူးလားအဲကျွန်တော်ဟိုဟာလေးရမလာတော့ဒီ tier 2ပဲရှိ tier 2ပဲကောက်လာလဲအပြည့်အဲ့နဲ့ကျွန်တော်ဟိုလဲရောစကူနာတိုက်ထားဟာတွေများနေဆိုဒီမြို့တစ်ချက်တွားကြည့်လိုက်အောင်ဘာရောင်းလို့ရမလဲဆိုတော့ဒီမှာထောင်သားတွေပြည့်နေဆိုအဲ့နဲ့ကျွန်တော်လာကြီးတစ်ချက်တွားလိုက်ရင်အဲ့မှာကျွန်တော်ပစ္စည်းရောင်းပြီး1000ကျော်လောက်ရချင်တယ်အဲ့နဲ့ကျွန်တော်ဒီဘက်ကခါဆက်တခုတွေ့ရဒီမှာခါဆက်တခုတွေ့ရနေအဲ့ခါဆက်ကိုတစ်ချက်တွားကြည့်မယ်ဆိုတော့လူစုမှုကြည့်ကျွန်တော်လူတွေကတော့တိတ်တော့မအားသေးဘူးအဲ့နဲ့ကျွန်တော်ခေါ်စမ်းကြည့်ဘယ်လိုရမလဲမသိနည်းနည်းမရပဲတသားဒီမှာတိတ်တော့မရှိဘူးတိတ်တော့မရှိ300 400လောက်600လောက်ရှိမှတင်တယ်အဲ့လည်းကျွန်တော်အကောင့်တွေကိုခေါ်လိုက်တယ်ပြီးတော့အဲ့ဘာတစ်ချက်ပြန်သွားကြည့်ရပေါ့ဒီမှာကျွန်တော်လော့ရခေါ်တာဘယ်နဲ့2ရက်လောက်ရှိကောင်းမှတော့မလာသေးဘူးဘာလို့ဆိုတော့ကျွန်တော်လော့ရအကုန်လုံးကတော့ဘယ်လိုပြော Viking ပဲဆိုတော့ way event ဒီမှာဒီလာမယ်ဆိုကျွန်တော်ပင်လယ်ကူးရတယ်နဲ့ကျွန်တော်လူတယောက်ရတယ်နဲ့ကျွန်တော်တယောက်ခေါ်လိုက်သေးတယ်ကြော်ကြီးပဲလုံးဝကြော်ကြီးလားအဲ့ဒါကျွန်တော်စောက်နေဒီမြို့ဒီ castle သိမ်းမဆိုတော့နည်းနည်းကြာနေကျွန်တော်နည်းနည်းဟိုကြော်လိုက်မယ်ဆိုကြာဆိုတယ်လားကြာကြီးပဲလားကျွန်တော်စောက်လိုက်ရဒါတော့ညံလာ15ဆနဲ့ဆိုလာပါဒီမှာတစ်ဖွဲ့ဆိုဒီတစ်ဖွဲ့ပဲကြံပြီဒီကောင်ဖွဲ့ဒီတစ်ဖွဲ့ကြံတယ်ဒါမှလည်းကျွန်တော်မစောက်တော့သေးမလားကြိုပြီးတော့မြို့ချလိုက်ရင် battle run လို့ပါတော့ဒီမှာကျွန်တော် battle run တခုစောက်တယ်ပြီးရင်ဒီဒါဘယ်လိုခေါ်လဲမသိဘူးဒါတခုစောက်တယ်ပြီးရင်ဒီဘက်ကိုကျွန်တော်လေကားနဲ့ဝင်မယ်လေဒီခုသူတို့ပြည့်နေချင်းကျွန်တော်ကဒီဘက်ကနေလေကားနဲ့ဝင်မယ်ဆိုတော့အဲ့လို plan ချလိုက်တယ်ဒီမှာဒီကောင်ဖွဲ့လာပြီဆိုတော့ကျွန်တော်မှ600ဖြစ်သွားအတန်တာဒါမှဒီလိုဖွဲ့လည်းလာပြီးတော့ပူပေါင်းခြင်းပေါ့359မလူ level တစ်ချက်တင်ဆိုတော့ archery level ပြန်တက်သွားတွေ့မလားဆိုတော့ကျွန်တော်လုံနေတာ engineer လုံနေ engineer မရှိဘူးဆိုဒီဒါဆောင်းဝမ်းကြအဲ့ကျွန်တော်ဒီမြို့မှာဟိုဝိုင်းထပ်ဆော့ဒီဟိုကြီးမြောက်ကြီးတွေပြင်းမဲ့ဟာမြောက်ကြီးပြန်ဆင်းနေဘာသာကောင်ရှင်တော်ပြုတ်အဲ့တတ်သားရတယ်တစ်ချက်ချင်းထိစုပ်လိုက်ရွေးရင်ဆိုကောင်းနေစားတော့ပါတယ်အဲ့တိတ်မကြလိုက်ပါသူတို့ဘက်ကတက်ကွေလာနေကျွန်တော်မြို့ထဲကိုတန်းပြီးတော့ဝင်တက်လိုက်ဘယ်တော့တက်ကွေနဲ့ပြီးမှဖြစ်သွားကျွန်တော်တက်လာရော့သွားမယ်ပြီးဒီဆောက်လာဟာတွေလည်းပြန်ကြောက်သွားမယ်လေဆိုတော့စင်မပြေဘူးလားနဲ့ကျွန်တော်လည်းတစ်ခါတော့ဝင်လိုက်မြောက်ရတော့ဆောက်လို့မပြီးသေးဘူးဒါမှလည်းနိုင်မှာပဲကျွန်တော်ညံကောင်းရဆိုဟုတ်ပြီဒီမှာရပါပြီဒါကတော့ကျွန်တော်ကိုယ်တိုင်ဦးဆောင်တိုက်တဲ့ဖွဲ့ဆိုတော့ကျွန်တော်လော့တွေကိုကြိုက်နေရမှာချားလို့ရတယ်သိမလားသူဘယ်လောဘယ်နေရာမှာအကောင်းလဲ infantry လား archer လားလို့အဲ့ချားတော့မပြောတော့ပြင်းစဲနေတော့ကြာရတယ်ဆိုတော့စပြီဒီမှာကျွန်တော်ဒီရက်တိုက်ရုပ်သိမ်းပါပြောကျွန်တော်ပြောဒီမြောက်ထိရင်တော့အိုးဒီမှာကောင်းကြောက်ပါပြီအဲ့ကျွန်တော်ဒီမှာအဘွဲချင်နေချက်ကြည့်လိုက်လေကားလို့ပါလို့ရှိလားလေကားရှိကျွန်တော်တို့အလေကားနဲ့ထောင်ရောက်တက်လို့ရတယ်ဒီဘက်ကတော့မရှိဘူး
ကျွန်တော်ဒီဘက်တစ်ချက်သွားကြည့်ဒီမှာလှေကားရှိဆိုတော့ကျွန်တော်နီးတာမရှိတဲ့တပ်သားတွေခေါ်ပြီးတော့ဒီလှေကားတွေကိုလှေကားနဲ့တိုက်ခိုင်းရပေါ့ဟိုအကောင်ရောနောက်နေလိုက်နေအကြာလေဒီကိုတိုက်ခိုင်းဒါပေမဲ့ဒီမှာမဲ့ပေးရခါကျရင်ကြောင်လာရှိဒီမှာတရားနဲ့ကျွန်တော်သူတို့ရလာဆိုအာချာတွေဒီသူကလှေကားနဲ့တက်ဆိုပေါ်အကောင်နဲ့လှေကားတွေပြန်ပြီးတော့တုံးနဲ့တွန်းချရအဲ့ဆိုပြုတ်ကြအကောင်တွေကတော်တော်ထိတယ်ရဲကောင်သေးပဲဆိုတော့ကျွန်တော်အာချာတွေကိုဒီကိုခေါ်ပြီးတော့အဲ့လှေကားကိုတွန်းချတဲ့ကောင်တွေပြေခံမှုဆိုတော့ကျွန်တော်အာချာတွေကိုတစ်ချက်ပြန်ရှာတယ်ပြီးတော့အာချာဒီဘက်ကိုလှော်လိုက်တော့အာချာဒီကိုရောက်ဆိုဒီကနေဒီကပြေလို့ရလှေကားကိုတွန်းနေတဲ့ကောင်တွေပုံစံပြောင်း loose position မလာဘူးကျွန်တော်ဘာကင်းတန်ရလောရှိဖို့ပုံစံကြည့်မိုက်နေရဟာလားအဲ့ဒါပြည့်ကျဲဆဲမမကြည့်ဟဲ့ပတ်စေကိုကြည့်ဦးမဘယ်နိုင်ငံကိုပြည့်လဲမသိကျွန်တော်ကပတ်စေကြည့်ဦးမငါတရားတွေ့မလားတွန်းချလိကပဲလို့ကျွန်တော်ကပြန်ထောင်းဟိုကောင်အော်ကောင်ကြောက်လိုက်သူပဲပြေးလိုက်ဟာကြောက်လိုက်ဟာပြန်ကောက်ပြီးတော့ပြန်ပြေးရကောင်လေးပတ်စေပြေးမထီမလားမထီနဲ့ပြန်ပြုတ်ကြလိုက်ဟာပြန်ကောက်ပြီးတော့ပြန်ပြေးတယ်တော့ဒီကောင်မတက်ဘူးဖြစ်နေတယ်ကျွန်တော်လည်းတခါမလုပ်ဘူးဆိုတော့ကြောင်းနေဒီဘက်ကောင်လှောက်တက်ခံရပါဒီကောင်လည်းမတက်ဘူးဟိုဘက်ကောင်တော့လိုက်ထောင်းနေအမဟိုဘက်တက်ဖွဲ့လဲသူတို့ရဲ့ဟိုမျိုးစင်ကြီးပါပြက်သွားလာမသိအဲ့ဒါနဲ့ကျွန်တော်ဒီတက်ဖွဲ့လာပြီးတော့ပူးတယ်လာပူးကျွန်တော်ဖက်မှာဆောင်းရမ်းများသွားတယ် infantry ဒီမှာပြည့်တိတ်နေတာဒီကောင်လည်းမတက်ဘူးဖြစ်နေအဲ့ဒါနဲ့ကျွန်တော်လည်းမိတ်ပေးလိုက်ရပဲဒီကောင်မှဟိုမတက်ဘူးလားဘယ်လိုလုပ်ရမလဲမသိရနဲ့ကျွန်တော်ချဆိုတော့တယ်ဘာလဲအကောင်လေကားရတစ်ဖက်လည်းဝိုင်းတက်ရမှာဟိုကောင်တော့ထောင်းရင်ဟုတ်ပြီဒီမှာဟိုဖက်လည်းထက်လာသူတို့မျိုးစင်ဒီမကြည့်ကျွန်တော်ပြောအဲ့ညော်ကြီးပြောနဲတော့မလို့ချက်ချင်းတီဘယ်တန်းတော့ကြည့်သေးတယ်ကျွန်တော်ဒီမျိုးစင်းမပြိုသေးဒီမှာအချာနဲရမှာအဲ့ဒါကျွန်တော်အချာဟိုဘက်လှော်လိုက်မဟုတ်ရင်သူညှက်စားထိသေးတယ်မဆိုလို့အဲ့ဒါရနဲရမှာတွေ့မလားဒီအနီတွေကကျွန်တော်ကောင်ကြောက်သွားကျွန်တော်ဖက်နေရာပြောင်းမရပါဆိုတော့တစုပ်လုံးထိတော့ကကုန်ပြောက်ပဲအဲ့ဒါကျွန်တော်ဒီမှာချက်ဝင်လာတော်တော်ကြောက်သွားကြည့်နဲတော့မဟုတ်အဲ့ဒါကျွန်တော်နေရာပြောင်းရသူဟိုဘက်သွားဆိုတော့ဒါအောက်မှာတစုကြံတယ်ခွဲတာကျွန်တော်9ဖွဲ့10ဖွဲ့တော့ခွဲထားဆိုတက်တယ်ကျွန်တော်အောက်ကောင်လေးမရှိတော့ဖြစ်မယ် infantry လေးတက်တာလေးကောင်ကဒါလည်းမခုတ်တော့ဘာမှမင်းတို့တက်တော့ပြည့်လည်းမပြည့်ဆိုတက်တော့သူပဲမြို့ပေါက်သွားဆိုတော့ကျွန်တော်ပဲတော့ပါစီရနေပါကျွန်တော်ဒီဖက်ကိုကျွန်တော်ထဲကိုလှော့ဖို့လို့အကောင်တွေမဝင်ဘူးဖြစ်နေ59ရတော့ရောခုမှချမိတ်ပေးလို့ဖြစ်သွားတယ်အချိန်မှာဝင်ရသူနဲတဲ့ဖက်မို့လား59ရဟိုကောင်လေးပြင်ထွက်လာနေရမှာအမတိုက်ပွဲတော့ဖြစ်သွားကျွန်တော်တော့မပါသေးကျွန်တော်မိတ်ပဲပေးသေးမကြောက်စင်မရှိတော့ကျွန်တော်မဝင်ရမှာ
ကျွန်တော်ပစေပဲခုတ်ပဲOh shit ကျွန်တော်နောက်ပိုင်းမှုထဲရင်ကောင်းမလားမသိဘူးလို့ခေါင်းရပါညာလက်ချက်တွေနဲ့ခေါင်းရင်ပြတ်သွားတယ်ခါတယ်ခေါင်းရပါညာလက်ရပါပြတ်သွားအဲ့ဒါရတာ share ပဲကျွန်တော်အကုန်လုံးဒီခံရတဲ့ဝင်ခိုင်းလိုက်သိမလားအဲ့ဒီမှာကျွန်တော်ဘက်တက်ကူတစ်ဖက်ထရောက်လာတက်ကူမလို့မလို့ဒါမှတက်ဝင်လာတော့ကောင်းတယ်ဒီမှာတက်ကူတစ်ဖက်နဲတာမဟုတ်ရှိရမှာတက်ဖွဲ့ဘယ်သူတက်လဲတော့မသိဘူးတက်ဖက်သေးဝင်လာဒီคลาวကြည့်ရဟုတ်တယ်ဘရင်တက်ကြီးပဲဒါကျွန်တော်ဟက်တာလေဟက်တာရဲ့တက်သူတို့ခေါင်းပေါ်ပါတဲ့ဟိုကကလန်တစ်စက်ကိုကြည့်နေတယ်ဒီမွေလိုပါလို့ဒါဘရင်ကလန်ဒီချက်သိန်းနဲ့ကကျွန်တော်ကလန်တားရင်ကျွန်တော်မဝင်တော့နိုင်ပြီဆိုပြီးလောက်နေသူပဲလေမြို့ထဲကနေတက်80ထပ်ထွက်လာဝင်ကြဒီဘောကောင်ရဲ့ဒီမှာဘက်ထရီဖိန်ကြိုက်တယ်ကောင်ရေးမှာရော့အမကျွန်တော်မှတကောင်လည်းကြံခဲ့ကျွန်တော်မသိဘဲနဲ့နီးကလွဲနေဟာရော့အမကျွန်တော်ဘယ်သူမှမရှိဘူးထင်နေတာဒီမှာရှိနေတယ်ထဲမှာဒီမှာဒါကျွန်တော်ကောင်ကျွန်တော်ပေါ်တက်တော့ဟိုကထူရမြောက်ကြည်ဆိုင်နေဒီကောင်ပြန်ပြည့်မယ်ဆိုတော့ဒီကောင်လေဒီမြောက်လေအဲ့ဒါမျိုးဒီကောင်တက်လာရင်ဒီကောင်ပိတ်လိုက်ဘာမှမထူးဆိုဒီကောင်ပြန်ပြင်းလို့ကြည့်ရေကလွဲကြည့်ပြီသူဘက်တက်လာနဲအောင်6ကောင်လို့ရှိရင်ကျွန်တော်တိုက်ပြော့ရပြေးနဲတော့ကျွန်တော်ပြုတ်ကြောက်ရှော့သွားကြည့်အဲ့နေမတက်လို့မတည်ပြုတ်ကြောက်ရှော့သွားဒါတော့ error တော့ကျွန်တော်ရောက်မှလို့ပြောရပါဆိုကျွန်တော်ကိုယ်နဲ့သူပြန်ယူလာတယ်ကလေးတော့2ရက်လောက်မတည်လို့ရှိကျွန်တော်ကတော့မျိုးတန်ကောင်သူကတစ်ဖွဲ့ထားလို့မရဘူးတပြော့ပဲထွက်လာကလေးဆိုတော့တိုက်ပွဲတော့ကျွန်တော်ဒဏ်ရပါတယ်ဒါတော့နိုင်ပါသေးစေးပါမယ်ဒီ Viking infantry ကလောင်းတော့ fire ဆောင်းရမ်းကျန်းဆိုတော့ဒီမှာသူတို့တိုက်ပွဲသေးတော့ခဏလောက်ဆက်ကြည့်လိုက်ရအောင်ဆိုနိုင်တော့ဒီမှာထောင်တော့တော့မဆိုရတော့များပါပဲ so ဒီကောင် level 3 တွေ yeah Well now stranger so တိုက်ပွဲလည်းပြီးဆိုကျွန်တော်ဒီမှာ lord စကားလိုက်ပြောကြည့်လိုက်ဖတ်ကြည့်ရပါဆိုဒီမှာတိုက်ပွဲဘာညာတေးပြီးမြို့ရဘာညာပေးမလားမြို့ရဘာညာပေးခါကျရင်ဒီမှာကိုတိုက်တဲ့ဟာပဲကိုနိုင်တဲ့ဟာဆိုကိုယူလို့မရဘူးဗျာဒီမှာကျွန်တော်တို့ lord နဲ့ပဲခွဲရတယ်ဒီမြို့ဘယ်လိုရတဲ့လဲဒီရဲတဲ့ဘယ်သူရတဲ့လဲဒီမှာရလာပြီဒီမှာသူတို့ဆိုပြချက်ကြလာပြီဒီမှာပါကျွန်တော်ရတယ်ဒီမှာဘာလို့ဆိုကျွန်တော်တိုက်ပွဲမှာဘယ်လိုဥဆောင်ဝင်တိုက်ထားရပါညာကျွန်တော်မဲပေးတာ3ယောက်ရှိတယ်ခုနမေးကလေးရယ်ဒီမှာဘယင်လည်းပါတယ်ပြီးတော့ဒီမှာတယောက်တော့ပုံမပေါ်သေးဘူးလော့ဖြည့်ခါစားဖြစ်မယ် grey လာလားမသိ
အဲ့ဒါတို့မဲပေးတာဆိုတော့ကျွန်တော်ဒီcancel ရရပါတယ်တော်တန်ဆိုတော့အဲ့လိုမဲမပေးဘူးကြတော့ခံကောင်းသွားလို့ပြောရမယ်အဲ့နဲ့ကျွန်တော်မျိုးရချက်ကြည့်မျိုးတော့တိတ်ကောင်းတဲ့ထဲတော့မပါဘူးဒါနဲ့ကျွန်တော်ဒီမှာ government တယောက်ရွေးလိုက်ဒီမျိုးဘယ်သူနဲ့ထားခဲ့မလဲပေါ့ဘယ်သူပဲထားခဲ့လိုက်ရကျွန်တော်အဲ့ဒါကျွန်တော်ဒီတက်300ဖွဲ့နေကျွန်တော်လည်းလိုက်ပြီးတော့သိမလားနာထန်သေးမယ်ဆိုတော့ကျွန်တော်ခါဆယ်လိုက်ကြည့်နေခါဆယ်သေးလေးရှိမလားလို့မြို့ကြီးတွေကြာကျွန်တော်မသိနိုင်အကောင့်တွေကနေပေါင်းလူ2000 3000လောက်မှမြို့တွေသေးနိုင်ပါလေအဲ့နဲ့ဘရင်စီရောရလာတယ်ဒီဘာထရီရနဲ့ဆက်ပြီးတော့တိုက်မလားဒါမှမဟုတ်ငင်းချမ်းယူမလားဆိုတော့ဖြစ်လာတယ်ဒီမှာတော့ကျွန်တော်တို့ဘရင်လဲငင်းချမ်းယူချင်ရတဲ့သူတို့ဘက်ထရီရနဲ့ကျွန်တော်တို့နဲ့ငင်းချမ်းပြန်ဖြစ်သွားပါမတိုက်စင်မတိုက်တော့ဘူးဆိုတော့ကျွန်တော်တို့မြတ်သွားပါခါဆက်တစ်ခုရသွားဆိုတော့ဟုတ်ပါတယ်ကျွန်တော်မြတ်သွားတယ်ဆိုတော့ကျွန်တော်တက်ဖွဲ့ယူဖြုတ်လိုက်တယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပဲကျွန်တော်ဒီဗီဒီယိုမှာတော့ခါဆက်တစ်ခုရသွားတယ်ဆိုတော့နောက်ဗီဒီယိုကြရင်ကျွန်တော်ဘာတွေထပ်လို့နိုင်မလဲဆိုတာဆက်ပြီးတော့အစိုးကြည့်ကြရပါဦးအားလုံးပဲကျေးဇူးပါ peace